ကဲဒီနေ့တော့အရန်ကိုနားထောင်လို့ကောင်းပြီးစိတ်ကိုနှွေးထွေးစေမဲ့ပုံမြင်လေးတစ်ပုဒ်ပြောပြခြင်းပါတယ်။နွားနို့တစ်ခွက်ကနေစလိုက်တဲ့ကျင်နာမိုးလေးတစ်ခုကြောင့်ပေါ့တခါတလေမှာကိုလွတ်လိုက်တဲ့တေသေးမွားမွားချင်တာမူလေးတကူကတစ်ဖက်လူတွေတသက်စာမမရရဖွတ်သွားနိုင်တယ်ဆိုတာယုံကြလားဒီပုံမြင်လေးကတော့အဲ့ဒီအကြောင်းကိုပြောပြမှာပါကဲပုံမြင်လေးကိုစားလိုက်ကြရအောင်ဇလန်ကတော့အပူပြင်းတဲ့နေတဲ့နေ့မှာအယမ်းမှုယုံကန်ကြိုစားနေရတဲ့လူငယ်လေးတယောက်စီကနေစတင်ခဲ့တာပါလွန်ခဲ့တဲ့အချိန်ကပေါ့ကိုလေးចောင်းသားလေးတယောက်ရှိတယ်သူကသူ့ရဲ့ចောင်းစည်းကိုရှာဖို့တဲ့နေရမ်းပိုးတဲ့နွေရာသီနေကြီးထဲမှာတအိမ်တက်တအိမ်စင်းစောက်တယ်လိုက်ရောက်နေရတာပါစဉ်းစားကြည့်ပါဦးနေကပူလမ်းကရှောင်းရတနေကုန်နီးပါဆိုတော့သူခမရအရန်ကိုပင်မမီရေတွေလည်းတက်ကိုစားလာတော့တာပေါ့သူ့မလေးရေအရန်စားလွန့်လို့ရှေ့ဆက်ပြီးစောက်တောင်းမရောက်နိုင်တော့ဘူးဒါနဲ့ပဲနောက်ထပ်တွေ့တဲ့အိမ်တိမ်မှာတော့ဘာမှမရောက်တော့ပဲရေအေးလေးရိုးရေတစ်ခွက်လောက်ပဲဝင်တောင်းမလို့ဆုံးပြလိုက်တယ်အဲ့ဒီမှာပဲသူ့ဘဝအတွက်ဘယ်တော့မှမမင်းနိုင်မဲ့ကျင်နာမှုလေးတစ်ခုကိုသူစပြီးတွေ့ကြုံခဲ့ရတော့တာပါပဲသူ့အိမ်တကားကိုခောက်လိုက်တဲ့ခါမှာပေါ့နော်သူ့အရွယ်လောက်ပဲရှိမဲ့မိန်းကလေးငငယ်လေးတယောက်ကတကားကိုလာခွင့်ပေးတယ်အဲ့ဒီမိန်းကလေးကသူ့ကိုငင်တာနဲ့ချွေးတီရွှေနေပြီးနေဘူးထဲမှာပင်ပန်းနွားနေနေတဲ့ပုံကိုချက်ချင်းပဲသတိထားမိသွားတယ်ကောင်းလေးကတော့ရေတစ်ခွက်ပဲတောင်းလိုက်တာပါဒါပေမဲ့မိန်းကလေးကလေသူ့ကိုကြည့်ပြီးတနာသွားတယ်အဲ့နဲ့သူတောင်းရတဲ့ပိုးပြီးအားရှိစင်မဲ့အရာတစ်ခုကိုဘေးဟိုစဉ်းစားလိုက်ပြီးမေးလိုက်တာရေစားနွားနို့အေးလေးတစ်ခွက်တောက်မလားဟဲ့နဲ့အဲ့ဒီနွားနို့အေးလေးတစ်ခွက်ကလေသူ့ရဲ့ပင်ပန်းနေတဲ့ခန္ဓာကိုယ်ကိုအာရင်လီပြန်ဖြည့်စေုံတင်မဟုတ်ဘူးလူတွေရဲ့အကျဉ်းသားတက်တဲ့စိတ်အပေါ်မှာသူ့ရဲ့ယုံကြည်ချက်ကိုပါအတစ်တစ်ဖန်ပြန်လဲရှင်းတန်းစေခဲ့တယ်အဲ့ဒီနေ့ကစပြီးတော့လေအဲ့ဒီမင်းကလေးကိုသူပြောမှမေ့လို့မရတော့ပါဘူးကဲအခုဇလန်းကိုအချင်းစနဲ့ရှေ့ကိုညားခုံလိုက်ကြရအောင်နှစ်တွေအချားကြာသွားတဲ့နောက်မှာပေါ့အချင်းတွေကလည်းလုံးဝကိုပြောင်းပြန်ဖြစ်သွားခဲ့ပါပြီနှစ်တည်းအများကြီးကြာသွားတဲ့ခါမှာတော့ဟိုတုန်းကနွားနို့တစ်ခွက်နဲ့ကျင်နာခဲ့တဲ့မိန်းကလေးလေးဟာအခုဆိုရင်အမျိုးသမီးတယောက်ဖြစ်နေပါပြီဒါမဲ့ကောင်းမကောင်းစွာနဲ့ပဲသူမဟာအယမ်းကိုပြင်းထန်တဲ့ယောဂတစ်ခုကိုခံစားနေကြရပါတယ်သူမဖြစ်နေတဲ့ယောဂတာမန်ယောဂမဟုတ်ပါဘူးအရန်ကိုရှုပ်ထွေးနေအသက်အန္တရာယ်တောင်ရှိတဲ့ယောဂမျိုးပါဒါကြောင့်အထူးကုဆရာဝန်ကြီးတွေရှိတဲ့ဆေးရုံကြီးမှာအထူးကြက်မှကုသမှုတွေခံယူဖို့လိုအပ်လာခဲ့ပါတယ်ယောဂကနေပြန်ပြီးတက်တာလာဖို့အတွက်ဆေးရုံမှာအချိန်ဘလောက်ကြာကုသခဲ့ရတဲ့ထင်ပါတယ်လေတလမဟုတ်ဘူး2လမဟုတ်ဘူး6လတိပါပဲနောက်ဆုံးတော့အိမ်ပြန်ရမယ့်နေ့ကိုရောက်လာခဲ့ပြီပေါ့ဒါပေမဲ့အားလုံးကဝမ်းတာရမယ့်အစားဒုကမီတာစစ်တစ်ခုလုံးကိုထိတ်လန့်သွားစေမယ့်အတားအဆီးကြီးတစ်ခုနဲ့ရင်ဆိုင်လိုက်ရတယ်အဲ့ဒါကတော့ဆေးဖိုးရှင်းတန်းပါပဲစုစုပေါင်းကြတဲ့ငွေကလေသူတို့မီတာစုတက်တက်လုံးရှာရင်တောင်မကျင်နိုင်တော့တဲ့ပမာဏကြီးဖြစ်နေခဲ့တယ်အဲ့ဒီဆေးဖိုးစိန်ကြီးကိုကြည့်ပြီးတော့သူတို့အားလုံးမှာမြို့လင်းချက်တွေပျောက်ဆုံးပြီးအရန်ကိုစိတ်ပြက်အားငယ်ထွားကြတော့တာပေါ့ဒါမဲ့လေဒီနေရာမှာပဲဒီပုံမြင်လေးရဲ့အလှပစွန်အချိုးအကွက်တွေကိုရောက်လာပါပြီအားလုံးလည်းဘာဆက်ဖြစ်မလဲဆိုတာသိချင်နေကြပြီထင်ပါတယ်သူမဆေးရုံကတင်ကိုမှစိတ်ညစ်ညစ်နဲ့ထိုင်နေတော့နောက်ဆုံးကြအသိကိုစာရင်ကိုလက်ထက်ကိုလာထည့်ပေးသွားတယ်သူမလည်းတွန်တွန်ညင်နဲ့အဲ့စာရင်ကိုဖွင့်ကြည့်လိုက်တဲ့အခါမှာစာရင်အောက်ချင်မှာလက်ရင်းနဲ့ရေးထားတဲ့မှတ်စုလေးတစ်ခုကိုတွေ့လိုက်ရပါတယ်အဲ့ဒီမှာဘာရေးထားလဲဆိုတော့နွားနို့တစ်ခွက်ဖြင့်အပြေးဝပြေးချပြီးဖြစ်ပါသည်တဲ့ဒါကတိုင်ဆိုင်မှုတစ်ခုတော့မဟုတ်ခဲ့ပါဘူးသူမကိုတာဝန်ယူကုသပြီးခဲ့တဲ့အကြီးတန်းဆရာဝန်ကြီးကဟိုလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကသူများရဲ့ကျင်နာမှုကိုရရှိခဲ့တဲ့အဲ့ဒီစာအုပ်ရောင်းတဲ့ကောင်လေးသူကိုလိုက်ပင်ဖြစ်နေခဲ့တာပါကံကြမ္မာကတကယ်ကိုလှလှပပပြောင်းပြန်လာလိုက်သလိုပါပဲတချင်ကအကူကြီးပေးခဲ့တဲ့သူကအခုအကူကြီးကိုပြန်ရရှိသူဖြစ်လာခဲ့တယ်အကူကြီးကိုလက်ခံခဲ့ရသူကလည်းအခုအခါမှာဂျေဆုပြန်ဆက်ခွင့်ရခဲ့ပြီပေါ့အဲ့ဒီဆရာဝန်ကြီးကလေသူ့ဘဝရဲ့အခက်ခဲဆုံးနေ့တနေ့မှာရခဲ့တဲ့ကျင်နာမှုလေးတစ်ခုကိုဘယ်တော့မှမမေ့ခဲ့ပါဘူးအခုလိုအခွင့်အရေးရလာတဲ့အခါမှာတော့အဲ့ဒီဂျေဆုကိုအကောင်းဆုံးနီလန်းနဲ့ပြန်လဲပေးဆက်ခဲ့တာပေါ့ဒီပုံမြင်လင်းကကျွန်တော်တို့ကိုပါတင်ကန်းစာပေးလဲဆိုတော့လေကျင်နာမှုဆိုတာဘယ်တော့မှအလားအတမဖြစ်ဘူးဆိုတာပါပဲကိုလုံးလိုက်ကတင်းခဲ့တဲ့ကျင်နာမှုလေးတစ်ခုကတစုံတယောက်ရဲ့ဘဝအတွက်အကြီးမားဆုံးသောအပြောင်းလဲတစ်ခုဖြစ်သွားနိုင်တယ်ဆိုတာကိုအမြဲတမ်းသတိရနေစေချင်ပါတယ်